မင်္ဂလာပါကျွန်တော်ကတော့အငင်းဝေပါဒီနေ့ကတော့ C position second C scale second position တွေဖြစ်ပါတယ်ခင်ဗျာpart 3ဖြစ်တဲ့ re C major scale re နဲ့စတဲ့ scale တွေပေါ့နော်အဲလက်ကွက်9ကွက်မြောက်မှာ10ကွက်မြောက်မှာရှိပါတယ်1 2 3 4 5 6 9 re re mi fa အဲ့လိုလက်ရွတ်တယ်ဆိုမဲ့ဟိုအောက်ရမရွတ်နိုင်တော့နောက်ကတေးသွားတော့အဲ့အဆင်ပြေလို့လေးရွတ်သွားပြီပါမယ်ခင်ဗျာ mi ပေါ့ re mi fa fa so la ti do re mi fa so la ti do re mi fa fa mi re do ti la so fa mi re do ti la so fa mi re မှာဆုံးအမေC major scale ပဲဖြစ်ပါတယ် C major ပဲ scale ရဲ့ second position ဖြစ်ပါတယ် re ဖြစ်ပါတယ် re mi fa so la ti do re mi fa do re mi fa so la ti do re mi ha ဟောအောက်ခါတော်တော်လေးမြင့်အာယေရေဟိုဒီရာဟိုအာမီရေဒိုဒီအာဟိုအာမီရေမှာပဲဒိုသွားချင်တော့ဒီဘက်သွားတော့ဒိုအမေဒီရေနဲ့ရေကွက်ကိုပြရတဲ့ရေနဲ့ရေကိုရေပိုင်းနေဖြစ်ပါတယ်C major ရဲ့ second position re ဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်